Hello, this is Shine အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အင်္ဂလိပ်အတန်ထွက်တွေကသရတိုနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောပြပေးသွားမယ်ဒီသရတိုအတန်လေးကအများစုထွက်ဖို့နည်းနည်းခက်ရင်ပါတယ်သူကတော့လဲတောက်ခွပုံစံ symbol လေးရှိပါတယ် English dictionary မှာရှာကြည့်မယ်ဆိုရင်လည်းဒါအလွယ်တကူမှတ်လို့ရပါတယ် Alright so တော့ဒါကြည့်ကြရအောင်ကျွန်တော်တို့ example စတဲ့စိတ်လေးနဲ့ကြည့်ကြရအောင်လိုက်ပြီးတော့ထွက်ကြည့်ပါနော် I love my cup the sun is hot she has a bug he wore a hat for fun the bus is late I saw a duck my mom is kind he gave me a big hug ဆိုတော့ဒီအတန်လေးကဘာတွေနဲ့တွားပြီးရောထွေးနိုင်လဲဆိုတော့ဥပမာကြောင်လေးတစ်ကောင်ဆိုရင် a cat ဒါပေမဲ့ကျွန်တော်တို့ကတစ်ခုခုဖြတ်တယ်ဆိုရင် cut ဆိုတော့ဒီအတန်နှစ်တန်ကိုကျွန်တော်တို့ကကွဲပြားဖို့လိုတယ်ဆိုတော့ဒီအတန်လေးကိုအများစုလိုက်ပြီးတော့ practice လုပ်ကြည့်ပါ so your pronunciation will be better alright see you in the next video